အကျဉ်းသားဟာဆေးဝါးတွေကိုတောက်ဟန်ဆောင်ပြီးအဆောင်တွေမမြင်ချိန်မှာပြန်ထုတ်ပစ်လိမ့်ရှိပါတယ်အခြေအနေကိုတေချာစောင့်ကြည့်ပြီးတဲ့နောက်မှာတော့ခက်ခဲစွာရရှိထားတဲ့ပရိစီဝါဆေးတွေကိုထုတ်ယူလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ခိုးယူထားတဲ့ငါးများကျိုးတစ်ဖက်ကိုဆေးဘူးနဲ့ချီပြီးကြံတစ်ဖက်ကိုတော့သူ့ရဲ့အန်သွားမှာတင်းကျပ်စွာချီနှောင်လိုက်ပါတော့တယ်ပြင်ဆင်မှုတွေပြီးတာနဲ့လင်းကတုတ်ဆိုင်မနေတော့ပဲပလင်းကိုပါဆက်ထဲအမြန်ထိုးထည့်ကတခါတည်းမျိုးချလိုက်ပါတယ်နောက်တစ်ဆင့်အနေနဲ့မိချစ်ကိုအစိတ်စိတ်အမောင်မှာဖြုတ်ပြီးမိကြောက်ကိုသာခြံထားကလက်သေးကြားမှာဝက်လိုက်တဲ့ပြင်ဆင်မှုတွေပြီးတာနဲ့ဖက်နှက်ကျိုးနဲ့လက်ကဝတ်တွေကိုတင်းကျပ်စွာချီနှောင်လိုက်တဲ့ထို့နောက်စပွဲဆုံးမှာလက်မကိုဖိပြီးခြေထောက်နဲ့လက်ကဝတ်ရဲ့အားကိုတပြိုင်နက်သုံးကလက်မအယိုးကိုအတင်းဆွဲဖြုတ်လိုက်ပါတော့တယ်ပြင်းထန်တဲ့ဝေဒနာကိုအန်ကျိတ်ခံရင်လင်းတယောက်ထွက်ပြေးဖို့အခွင့်အရေးကိုစောင့်ဆိုင်းနေခဲ့ပါတယ်လူနှစ်ဦးကိုတက်ဖြတ်ခဲ့တဲ့အဖြစ်ကြောင့်တသက်တကြွထောင်ဒဏ်ကျခံရမယ့်လင်းဟာအလုံးကြုံဆုံးအကျဉ်းသားတဦးဖြစ်သတ်မှတ်ခံထားရသူပါဒါပေမဲ့မမျှော်လင့်ထားတဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်ရဲအုပ်ဟောရဲ့တာလီရုတ်တရက်အသေးအတန်ဖျားနာသွားချိန်မှာလင်းရဲ့ယူရင်းချင်စီနဲ့တာကိုက်ညီမှုရှိနေတာကကံကြမ္မာရဲ့အလောင်းပြောင်ပါပဲအခြားရွေးချယ်စရာမရှိတော့သည့်အစုံဟောက်တယောက်လင်းငန်ထံသို့ကိုယ်တိုင်သွားရောက်ကယူရင်းချင်စီလူတန်းရန်တောင်းဆိုခဲ့သည်လင်းငန်ကလည်းချက်ချင်းပင်သဘောတူလိုက်တော့လဲထောင်ထဲတွင်စစ်လိတ်တောက်ခွင့်နှင့်စာကြည့်တိုက်ကိုအကန့်အသတ်မရှိအသုံးပြုခွင့်ပေးရန်ပြန်လဲတောင်းဆိုခဲ့သည်အခြေအနေတွေဒီလောက်ရိုးရှင်းလိမ့်မယ်လို့ဟောက်တယောက်လုံးဝမထင်ထားခဲ့ပါဘူးဖျားနာနေတဲ့တားဖြစ်သူကိုသာတွေးမိပြီးလက်ခံလိုက်ပေမဲ့လင်းရဲ့ထောင်ချောက်ထဲရောက်နေမှန်းတော့သူလုံးဝတတိမပြုမိခဲ့ပါဘူးစစ်လိတ်တောက်ချင်းကအကာအကွယ်တက်ပါလင်းရဲ့ရည်ရွယ်ချက်ကဆေးရုံပုံစံကိုလေ့လာဖို့ဖြစ်ပြီးအခုတော့သူလိုချင်တဲ့နေရာကိုတင်းကျပ်တဲ့လုံခြုံရေးတွေနဲ့အတူရောက်ရှိလာပါပြီလက်ထိတ်ခတ်ထားတဲ့အတွက်အယိုးတွင်းချင်ဆဲထုတ်ယူဖို့အခက်အခဲရှိနေချိန်မှာလင်းကပရိစီဝါဆေးပလင်းကိုပါဆက်ထဲပြန်ကုန်ထားလိုက်ပါတယ်ဆရာဝန်တွေရဲ့တောင်းဆိုချက်အရအဆောင်တွေကလက်ထိတ်ဖြုတ်ပြီးကတင်မှာချီနှောင်ကမေးဆေးပေးလိုက်ပါတယ်ဒီအချိန်မှာတော့လင်းဟာသူ့ခန္ဓာကိုယ်ထဲဝတ်ထားတဲ့ပလင်းကိုချီးမွားပြီးပရိစီဝါဆေးတွေကိုအကုန်မျိုးချလိုက်ပါပြီးမကြခင်မှာပဲဆရာဝန်တွေသတိထားမိသွားပါတယ်သူ့ရဲ့ကျန်းမာရေးအခြေအနေအရလင်းဟာမေးဆေးတံကိုလုံးဝမခံလိုက်ရတာကိုတွေ့လိုက်ရပါတယ်ဆေးချိုးကိုတိုးမြင့်ဖို့ပြင်ဆင်နေချိန်မှာပဲလင်းကသူ့စီစဉ်ရဲ့နောက်တစ်ဆင့်ကိုတိတ်တဆိတ်စတင်လိုက်ပါပြီ